ကြောက်စိမ့်မှာဂျေတိုင်းနဲ့ Netflix ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဂျေတိုင်းကြောက်စိမ့်တွေက Netflix ကြောက်စိမ့်တွေထက်အရေးသွေးပုံမြင့်မာကြတယ် quality လည်းကောင်းကြတယ် color ထွက်အားတွေလည်းပိုကောင်းကြတဲ့အတွက်ဈေးနှုန်းတွေလည်းပုံမြင့်မာကြတယ်မြန်မာနိုင်ငံကချင်ပြည်နယ်ဒေသကထွက်ရှိတဲ့ဂျေတိုင်းကြောက်စိမ့်တွေကကမ္ဘာမှာအရေးသွေးအမြင့်မားဆုံးအနေနဲ့သတ်မှတ်ခြင်းခံရတယ် Netflix ကြောက်စိမ့်တွေကကြတော့ဂျေတိုင်းကြောက်စိမ့်တွေလောက်တော့အရင်သွေးမမြင်ပါဘူးကာလာထွက်အားတွေလည်းနည်းကြတယ်အဲ့အတွက်တန်ဖိုးတွေလည်းနည်းပါကြတယ် Netflix ကြောက်စိမ့်တွေကိုတရုတ်ပြည်နဲ့တခြားနိုင်ငံတွေမှာလည်းထွက်ရှိတယ်ဒါပေမဲ့နယူးဇီလန်ကထွက်ရှိတဲ့ Netflix ကြောက်စိမ့်တွေကကြတော့ကြော်ကြားပါတယ်ရှင်